ဒေါ်လာရာထောင်ချီတန်ကြေးရှိနေတဲ့ကြာကြီးအဝတ်ထည်တွေကိုအခုလိုမျိုးပုံစံနဲ့ရက်လုပ်နေကြတယ်။ကျွန်တော်ရဲ့မြန်မာနိုင်ငံမှာတော့ကြာတင်ကန်းရက်လုပ်တယ်ဆိုတဲ့ဒလေးကရှေးစဉ်ဆက်ရှိခဲ့ပါတယ်။ဒါကြောင့်ကြာကြီးတွေကနေအဝတ်ထည်တွေရက်လုပ်လို့ရတယ်ဆိုတာကျွန်တော်တို့ထက်ကတော့သိပြီးတော့မစိမ့်တဲ့ကိစ္စတခုဖြစ်နေပါတယ်။အခုဆိုရင်တော့ကြာကြီးတွေနဲ့အထည်လိပ်တွေကိုရက်လုပ်ကြတာကိုမြန်မာနိုင်ငံမှာသာမကအခြားသောအရှေ့တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ကမ္ဘောဒီးယား၊ဗီယက်နမ်တို့မှာလည်းတဖြည်းဖြည်းနဲ့ထွန်းကားပြန်ပွားလာတာကိုမြင်တွေ့လာကြရပါတယ်။ကြာကြီးအထည်ဖြစ်လာဖို့ဆိုတာကပြောတော့တာလွယ်ပေမဲ့လက်တွေကတော့လွယ်ကူလာတဲ့ကိစ္စတော့မဟုတ်ပါဘူး။ကြာကြီးရက်လုပ်မှုကိုကျွမ်းကျင်လုံးနဲ့လက်မှုပညာရှင်တွေကိုအသုံးပြုရင်တောင်မှရောင်းနှံဝင်ကြာကြီးတစ်ထည်ရရှိလာဖို့အတွက်အချိန်2လလောက်ထိကိုယူကြရတာဖြစ်ပါတယ်။ဒီကနေ့ဗီဒီယိုလေးထဲမှာတော့ကြာကြီးတစ်ထည်ဖြစ်လာအောင်လို့အစဉ်စဉ်ဖန်တီးရပုံကြာကြီးကိုဘယ်သူတွေကသဘောကျနှစ်သက်ပြီးဝယ်ယူကြရလဲဆိုတာနဲ့ကြာကြီးတွေကတာမန်ချီတွေထက်အစပေါင်းများစွာတန်ဖိုးကြီးမြင့်နေရခြင်းအကြောင်းရင်းစတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်ည။အားလုံးပဲမင်္ဂလာပါ Knowledge TV Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ channel ကနေကမ္ဘာလွှားကထူးခြားစံပြအကြောင်းအရာများကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့နေ့သက်သဘောကြရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like follow subscribe လေးတွေပြုလုပ်ပေးထားကြဖို့အတွက်မမေ့ကြပါနဲ့ခင်ဗျာ။ကြည့်တာဆိုရင်တော့ဗီဒီယိုလေးကိုပြန်ပြီးတော့ဆက်လိုက်ကြရအောင်ပါ။ဒီမျိုးသမီးကတော့ဗီယက်နမ်နိုင်ငံမှာနေထိုင်ပါတယ်။သူမကတော့ဘိုးဘေးစင်ဆက်လက်စင်ကမ်းလာခဲ့တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲအသမီးဝမ်းကျောင်းအနေနဲ့လုပ်ကိုင်တာဖြစ်ပါတယ်။အဲဒီလုပ်ငန်းကတော့ကြာပင်တွေကနေရရှိတဲ့ကြာကြီးမြင့်နေနဲ့ကြာကြီးတွေရက်လုပ်ရတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ကြာကြီးတွေရက်လုပ်ရမှာတော့အဓိကအသုံးပြုရတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ကြာမြင့်တွေကိုလေလက်နဲ့ပဲစိတ်ရှိရှိနဲ့တည်ချာချာထုတ်ယူရတာဖြစ်ပါတယ်။ကြာကြီးကဗီယက်နမ်နိုင်ငံမှာတော့နေရာနှံ့ကိုအများပြပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ဒါမဲ့လည်းကိုပိုင်စီးပွားရေးဖြစ်လုပ်ကိုင်နေကြတဲ့သူတွေကတော့ကိုပိုင်ရေကန်တွေထဲမှာကြာပင်တွေကိုစိုက်ပျိုးထားတတ်ကြပါတယ်။ဒီလိုကိုယ်တိုင်စိုက်ပျိုးထားခြင်းအပြင်ကြာကြီးတွေအတွက်ကြာကြီးမြင့်တွေကိုလိုအပ်တဲ့ချိန်တိုင်းမှာလိုအပ်တဲ့လောက်အလုံးလောက်ရရှိနိုင်စေမှာဖြစ်ပါတယ်။ကြာကြီးရက်လောက်ရတာကလားနဲ့ချီပြီးတော့အချိန်ပေးရလေးရှိတတ်ပြီးမြဲအခုဆိုရင်တော့သူမတို့စီမှာလေကြာကြီးထဲတွေကဈေးကောင်းနေဆိုတာကိုသိရှိလာကြတာကြောင့်လိုက်ပြီးတော့လောက်ကင်ကြသူတွေအများပြားရှိလာပါတယ်။ဒါကြောင့်ပဲဈေးကွက်ဝေစုနေပါလာပြီးတော့ကြာကြီးတွေကအည်သွေးလဲကောင်းမှုဒီဇိုင်းလဲဆန်ပြီးတော့မျက်စိပတာတာလဲဖြစ်စေနိုင်မှုနောက်ပြီးတော့အထည်တွေကိုမြန်နေသမျှမြန်အစုံတက်နိုင်ဖို့ကိုအားစိုက်လှုပ်ဆောင်ကြရပါတယ်။ကြာပန်းကဗီယက်နမ်တိုင်းမြန်လို့ကြတဲ့အရာဖြစ်ပါတယ်။များသောအားဖြင့်တော့ကြာခွက်တွေနဲ့ကြာပန်းတွေလောက်ကိုပဲအသုံးပြုမှုများပြားကြပြီးတော့ကြာပင်ရဲ့ပင်စီကနေကြာမြင့်နေထုတ်ယူပြီးတော့အထည်ရက်လောက်ကြတာမျိုးတွေတော့သိပြီးတော့မတွေ့ရပါဘူး။ကြာပင်တပင်ချင်းစီတိုင်းမှာပါလွာပြီးတော့ဆေးကက်တဲ့အမြင့်တက်လေးတွေပါဝင်ပါတယ်။ဒီအမြင့်တွေကိုကြာပင်ရဲ့ပင်စီကနေထုတ်ယူကြရတာကအရန်ကိုနှုတ်စိတ်ပါတယ်။တစုစီတဲ့လိုအပ်တဲ့လောက်ရရှိပြီဆိုရင်တော့အချောက်ခံပေးရပါတယ်။အချောက်ခံခြင်းကို24နာရီတွင်ဖြစ်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ကြော်သွားလို့မရပါဘူး။တကယ်လို့24နာရီထက်ကြော်သွားခဲ့မယ်ဆိုရင်တော့အမြင့်တွေက6သွားနေတာကြောင့်ဖြစ်ပါတယ်။ကြာပင်တွေကိုကိုယ်တိုင်စိုက်ပျိုးထားတဲ့လောက်ပုံမူတည်ပြီးတော့နေတိုင်းခူးယူရရှိနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့အေဗီလာကနေအော်တိုဘာလအတွင်းမှာကြာပင်တွေကိုပုံမှန်ခူးဆွဲလက်ရှိကြပါတယ်။ကြာပင်တွေကအရန်ကိုပါလာပြီးတော့နူးညံ့လုံးပါတယ်။ဒါကြောင့်ကြာပင်ကနေကြာကြီးတွေထုတ်ယူရမှာတော့စိတ်ရှည်လက်ရှိနဲ့ cute size ရှိပေးရဖို့လိုအပ်ပါတယ်။6တိလာတဲ့ကြာကြီးတွေကိုတော့လက်ရက်ကန်းစင်ကထားရှိရမယ့်နေရာမှာတက်ဆင်ပါတယ်။ဒီနေ့ကိုအလုပ်သမားဥယျာဉ်20လောက်အထိကိုသုံးမယ်ဆိုရင်တော့မှတလားကြာရင်ပေါ်ဝအခုရေ10ခုလောက်အထိပဲရရှိနိုင်တာဖြစ်ပါတယ်။ဒီလိုခဲရခဲချင်းနဲ့ပြုလုပ်ကြရတာဖြစ်လို့ကြာကြီးတွေကတခြားသောအထည်တွေထက်ဈေးနှုန်းပိုင်းမှာတော့အရန်ကိုကွာခြားသွားစေပါတယ်။ကြာကြီးပေါ်ဝါလေးတစ်ခုတောင်မှဒေါ်လာ200လောက်ထိဈေးပေါက်ပါတယ်။အခုနောက်ပိုင်းကာလတွေမှာတော့ကြာတွေကကဘာဈေးကွက်မှာလူကြိုက်များတဲ့အထုပ်ကုန်တစ်ခုဖြစ်လာပါပြီ။ဗီယက်နမ်ကိုရောက်ရှိလာကြတဲ့ခီးသွွားဧည့်သည်တိုင်းကကြာကြီးတွေကိုလည်းအမတ်တရလက်ဆောင်အဖြစ်နဲ့ဝယ်ယူသွားတတ်ကြပါတယ်။နာမည်ကြီးကုမ္ပဏီတွေကလည်းကြာကြီးတွေထုတ်လုပ်နိုင်ဖို့အတွက်အတော်လေးကိုစိတ်ဆန္ဒတွေပြင်းပြနေပေမဲ့ကြာကြီးရဲလုံနိုင်တဲ့ကျွမ်းကျင်လုပ်သမားတွေကအတော်လေးကိုရှားပါနေတာကြောင့်သူတို့ရဲ့ကြံစီတွေကိုလက်လျှော့ထားခဲ့ရတာဖြစ်ပါတယ်။ဒီမျိုးသမီးကြီးကလည်းအခုချိန်မှာကြာကြီးတွေကိုလက်ရက်ကန်နဲ့ပြုလုပ်ရောင်းချနေပေမဲ့နောက်ပိုင်းမှာတော့ဆက်ရက်ကန်တွေနဲ့ရှေ့ဆက်ဖို့ရည်မှန်းချက်တွေရှိနေပါတယ်။အခုနောက်ပိုင်းမှာတော့ဈေးကွက်ဝေစုကလည်းနေပါလာနေပြီဖြစ်ပေမဲ့ဒီမျိုးသမီးကြီးကတော့ကြာကြီးရက်လုပ်တဲ့လုပ်ငန်းကိုတည်တဲ့အထိဆက်လုပ်သွားမယ်လို့လည်းဆိုထားကြောင်းပါဗျာ။ဗီဒီယိုကိုဆုံးလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။